အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့စုံထောက်ဦးဆန်ရှားနဲ့ဘုန်းကြီးကျောင်းကပျောက်ဆုံးနေသောရွှေစင်းသူတော်ဇလံလေးပဲထည့်ပါတယ်ဇလံလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီး notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပါဦးခင်ဗျာနွားဆိုလာဤမိုးဦးနိုင်ကထိန်ပင်ရွာဤကိုလွမ်းခြုံထား၏ထိန်ပင်ရွာဦးကျောင်းတိုက်ဤကျောင်းထိုင်ဆရာတော်ဗတ္တန္တာကေတုသည်ယနေ့နံနက်တွင်စီမအေးနိုင်ပဲဖြစ်နေ၏ဖျားကန်းသို့စွမ်းတော်ကရန်ကြွလာသောအခါဖျားစင်ထက်တွင်ဂင်းဝတ်သောနိဗ္ဗာန်စောရွှေစင်းသူတော်ပျောက်ဆုံးနေသည်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်၏ဆိုဝင်းဟေးဆိုဝင်းဆရာတော်ဤအထံကတုံရင်နေ၏တပီယာဆိုဝင်းတယောက်မျက်နှာဖြူလျော့ကပြေးတက်လာ၏ဖျားဘာဖြစ်လို့လဲဖျားပျောက်ပြီဆိုဝင်းငါเจ้าပေါ်ကရွှေစင်းသူတော်ပျောက်ပြီရွာဦးเจ้าမှာအချက်ပေးကောင်းလောင်းတန်တောင်မြေလာ၏ဤအထန်ထိထိန်ပင်ရွာလိအထက်နမိမကောင်းသောအစာပြူခြင်းပင်ရဲအုပ်ပမောင်သည်ဖုံးတက်နေသောစပီအိုကြီးကိုနှင်းကရွာထိတ်เสียသို့ပြေးလာ၏ထိုနေရာတွင်မြန်မာပစိုးခွက်စိန်နှင့်အပေါ်ကအနောက်တိုင်းကိုအင်ကြီးကိုဝတ်ဆင်ထားသောလူတစ်ယောက်ကအေးဆေးစွာဈေးတံဖွားနေဗမောင်ဒုက္ခပဲကျောင်းဦးကရွှေဖျားပြောက်သွားပြီဗမောင်ကအမော်တကောပြော၏စုံထောက်ဦးဆန်ရှားကမျက်မှောင်ကိုအသာကျုံလိုက်၏သူ၏မျက်လုံးများကအဝေးကဖုန်ကြီးကျောင်းစီသို့စူးရှားစွာကြည့်နေ၏ဗမောင်တခုခုတော့မားနေပြီရွှေဖျားပြောက်တာကရိုးရိုးခိုးမှုမဟုတ်နိုင်ဘူးအဲ့ဒီကျောင်းမှာညာကဘသူတွေရှိတယ်လဲကပီးရအဆိုးဝင်းရှိတယ်ဆရာပြီးတော့ဆရာတော်အတွက်ဆေးလာပေးတဲ့ဆေးဆရာဦးနုကျောင်းအလူကေစာလာပြောတဲ့အလူဒါရကဦးအေးထွန်းနဲ့နောက်ဆုံးမှတီယာရာကပွေစားဦးကိုလည်းကျောင်းအောင်မှာရှိနေတယ်ဦးဆန်ရှာကဈေးတန်ကိုခါလိုက်ရင်ပြုံးလိုက်၏လူစုံနေလာမဲဗမောင်ကဲသွားကြစို့ငါကိုအခင်းဖြစ်တဲ့နေရာလိုက်ပြပါအောင်ကျောင်းပေါ်သို့ရောက်သောအခါဦးဆန်ရှာသည်ဖျားစင်ကိုမကြည့်ပဲကျမ်းပင်ပေါ်တွင်ဝတ်နေသောကပ္ပိယဆိုဝင်းကိုအကဲခတ်သည်ဆိုဝင်းညကမင်းဘာတန်ကြားလဲဘာသာမကြားပါဘူးဆရာကြီးကျုပ်ညကကျောင်းတကားတွေအကုန်ပိတ်ပြီးအောက်မှာအေးတာပါမိုးကလည်းတင်းနေတော့ဘာသာမှမကြားရဘူးဦးဆန်ရှားကဖျားစင်သားသို့တိုးသွား၏စင်းသူတော်ရှိခဲ့သောနေရာတွင်အဝါရောင်အမုံအချိုးကန်နေ၏သူကလက်ညှိုးဖြင့်တိုးကြီးကနှမ်းကြည့်လိုက်၏ဟဲဒါကစေးမင်းနံမဟုတ်ဘူးဒါကသက်စေးနံပဲထိုစဉ်စေးစရာဦးနုကအနာသို့ကလာ၏ဆရာကြီးကျုပ်ကတော့ဆရာတော်ကိုစေးလာကတ်တာပါဘာမှမသိပါဘူးဒါပေမဲ့ကျုပ်ပြန်ခါနီးမှာဦးကိုနဲ့ဦးအေးထွန်းတို့တိုးတိတ်စကားပြောနေတာတော့မြင်ခဲ့တယ်ဦးဆန်ရှာသည်ကျောင်းအောက်ထပ်တွင်ရပ်နေသောပွဲစားဦးကိုထံသွား၏ဦးကိုမှခဏမငြိမ်ချွေးများပြန်နေ၏ဦးကိုခင်ဗျားကဖះကိုနိုင်ငံသားသားစီရောင်းဖို့ကမ်းလှမ်းခဲ့ဘူးတလဲဆိုဦးကိုလန်သွား၏ဟာမဟုတ်ပါဘူးဆရာကြီးကျိုးကဝါဒနာအရာပြောမိတာပါအလူဒါရကဦးအေးထုံးကတောင်ကျိုးကိုအဲ့ဒီကိစ္စပြောလို့ဆိုလိုက်သေးတာထိုစဉ်ဦးအေးထုံးကအနားရောက်လာ၏ဟုတ်တယ်ဆရာကြီးကျိုးကတော့ဒီဖះကိုအသက်နဲ့လဲပြီးစောင့်ရှောက်မဲ့သူပါဘသူခိုးသွားလဲဆိုတာသိရင်ကျိုးကိုယ်တိုင်တတ်မိပါဦးဆန်ရှားကဦးအေးထွန်းရဲ့လက်ဖြံကိုကြည့်လိုက်၏လက်ဖြံတွင်သွေးဆက်အချိုးကန်နေ၏ဒါကဘာလဲဦးအေးထွန်းအော်ဒါကညာကချင်းရိုက်ကြီးလို့ပါဆရာကြီးညာမောင်လာပြီးဦးဆန်ရှားသည့်ရဲအုပ်ပမောင်ကိုခေါ်ကတိုးတိတ်မှကြ၏ပမောင်ဒီညာငါတို့စတူတာစားလာနေဒီလူလေးထဲမှာအလင်းညာပါသလိုတရက်လူသမားလည်းပါနိုင်တယ်ဘာလို့လဲဆိုတော့စင်းတူတော့ပျောက်တာမဟုတ်ဘူးအလေခံလဲရတာဗျာဘလို့လဲဆရာရှာအခုပြောသွားတာကအတုအစစ်ကအကြောင်းပေါ်မှာရှိနေသေးတယ်ဒါပေမဲ့ခိုးတဲ့လူကသူခိုးတာအစစ်လို့ထင်နေတာဒီညသူအဲ့ဒီဖះကိုလာလဲလိမ့်မယ်ညဆန္ဒနာလီခန့်ဘုံကြီးကျောင်းဝင်းထဲမှာမောင်အတိလူရိပ်တစ်ခုကတိတ်ဆာကျောင်းပေါ်သို့ထလာ၏ထိုသူကအထုပ်တစ်ခုကိုပိုက်ထား၏ဖះစင်နာသူရုပ်တော့အခါသူ၏အထုပ်ကိုချလိုက်ပြီးစင်ပေါ်ကဖះကိုယူရန်ပြင်းတယ်မလုံးနဲ့ဦးဆန်ရှာ၏ထမီးရောင်ကထိုသူမျက်နှာပေါ်သို့ချရောက်တော်၏ထိုသူကဆေးဆရာဦးနုပင်ဖြစ်၏ဆရာဦးနုခင်ဗျာဆေးဆရာမဟုတ်ဘူးခင်ဗျာကရှေးဟောင်းဖြစ်စီခေါ်တယ်လို့ပဲဦးဆန်ရှားကတင်းငင်းစွာပြောလိုက်၏ဦးနုသည်ဓာတ်တစ်ခုကိုထုတ်ကခုခံရန်ပြင်တော်လဲရဲအုပ်ပမောင်ကနောက်က
ကြီးချုပ်ဘလို့မှမစင်စားတတ်ဘူးဦးနုကဘလို့လို့တရားခံဖြစ်နိုင်မှာလဲဗမောင်ကမေးဦးဆန်ရှားကပြုံရင်းရှင်းပြ၏ပထမဆုံးစင်တို့တော်ကိုခိုးတာကကပိယဆိုဝင်နဲ့ပွဲစားဦးကိုတို့ပေါင်းလောက်တာသူတို့ကရွှေအတူနဲ့လဲထားတာဒါပေမဲ့အဲ့ဒီအတူကိုမှဆရာဦးနုကအစ်စ်အောင်မင်းကြီးထခိုးတာပေါ့ဦးအေးထွန်းကြီးလက်ကသွေးဆက်ခါတော့သူများကဦးနုကိုဆောင်ကြည့်ရင်တိုက်ပွဲဖြစ်ခဲ့လို့ရလာတဲ့တန်ရတယ်ဒါပေမဲ့ဦးအေးထွန်းကလည်းအမှုဖတ်မှဆိုလို့ဖုံထားတာနောက်တနေ့တွင်ရွှေစင်းတို့တော်အစ်စ်ကိုဆရာဦးနု၏စေအိတ်ထက်ကပြန်တွေ့ရသည်ထိန်ပင်ယူရာလေးသည်ပြန်လဲအေးချမ်းသွားတော့သည်ဦးဆန်ရှားသည်စေးတံကိုဖွားရင်ရွာထိတ်သို့ထွက်လာသည်ဗမောင်လောဘဆိုတာလူကိုအမောင်ဖုံးစေတာမဲ့လူတိုင်းကကိုလောဘနဲ့ကိုအမှန်တရားကိုဖုံးကွယ်ဖို့ကြိုးစားကြတယ်ဒါပေမဲ့အမှန်တရားဆိုတာနေမင်းကြည့်လို့မဲ့တနေ့တော့ပေါ်လာမြဲပါပဲဦးဆန်ရှား၏စပေးလေးသည်ဖုံးတော်သေးတွင်တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့တည်းဦးဆန်ရှားသည်စေးတံကိုခတ်ပြင်းရင်ဖွာလိုက်ရင်ကျောင်းဦးတွင်စုဝေးနေသောလူစုကိုဝေ့ကြည့်လိုက်သည်မျက်မှောင်ကျုံထားသောဆေးဆရာဦးနုတုံတုံရင်ရင်ဖြစ်နေသောကပိယဆိုဝင်းညနာလွယ်ထားသောပွေစာဦးကိုနှင့်ခိုင်မာသောပုံစံဖြင့်ရပ်နေသောအလူဒါရကဦးအေးထွန်းပမောင်ဒီအမှုကိုငါတို့ကရိုးရိုးခိုးမှုလို့ထင်နေတာမှားနေပြီဒါကခိုးမှုမဟုတ်ဘူးဒါကဖျောက်ပြမှုဗျာဦးဆန်ရှား၏စကားကြောင့်အားလုံးအံ့တော်ကြတယ်ဦးနုခမညကဆရာတော်ကိုကတ်တဲ့အကြောဖြေစေထဲမှာဘင်းပါနေတယ်ဆိုတာကြုတ်တီးပြီးဆရာတော်ကိုနှစ်ချိုက်အိပ်ပျော်သွားအောင်ခမလုပ်ခဲ့တာမဟုတ်လားဆေးဆရာဦးနုမျက်နှာပြနန်းသွားသည်ကျုပ်ကဆရာတော်အိပ်ပျော်အောင်စေတနာနဲ့လုပ်တာပါဆရာကြီးစေတနာလားဒါမဟုတ်စင်တူတော်ကိုအစ်စ်နဲ့အတူလဲဖို့အချိန်ဆွဲခါလားဦးဆန်ရှာကဆေးဆရာကြီးဆေးအိတ်တွေကအဝါရောင်ပိတ်စာကိုထုတ်ပြလိုက်သည်ဒါကဖျားကိုဖုံးသွတ်တဲ့ပိတ်စာမဟုတ်ဘူးဒါကရွှေအတုရည်တွေပေးနေတဲ့ပိတ်စာပဲဦးကိုခမည်းကတော့နိုင်ငံသားဝဲသူရှိတယ်ဆိုပြီးလူတွေကိုလောဘတအောင်မြူဆွဲခဲ့တာပေါ့တကယ်တော့အဲ့ဒီနိုင်ငံသားဆိုတာလေခမည်းဖန်တီးထားတဲ့ပုံမြင်ပဲမဟုတ်လားပွေစာဦးကိုကချွေးသွင်းရင်ကျုပ်ကစီးခွားရေးသမားပါဆရာကြီးဟာဒီလိုပဲပြောရတာပေါ့မဟုတ်ဘူးဦးကိုခမည်းကဆရာဦးနုနဲ့ပေါင်းပြီးဖျားအစ်စ်ကိုခိုးထုတ်ဖို့စီစဉ်ခဲ့တာဒါပေမဲ့ခမည်းတို့မသိတာကခမည်းတို့ထက်အရင်ဦးအောင်ခိုးသွားတဲ့သူရှိနေတယ်ဆိုတာပဲကပိယာဆိုဝင်းတီဒူးထောက်ကရှိုက်ကြီးတငယ်ငိုတော်တီကျိုးဝန်ခံပါမယ်ဆရာကြီးရဲ့ကျုပ်ကိုဦးအေးထွန်းကငွေပေးသည်ညကကြောင်တကားကိုဟာပေးခိုင်းတာပါဒါပေမဲ့ကျိုးဖျားကိုမခိုးပါဘူးဦးဆန်ရှာကခေါင်းညိတီမနဲ့ဆိုဝင်းကတကားဟာပေးတယ်အလူဒါရကဦးအေးထွန်းကကြောင်ပေါ်တက်လာတယ်ဒါပေမဲ့ဦးအေးထွန်းခိုးသွားတာကဖျားအစ်စ်မဟုတ်ဘူးဦးအေးထွန်းကဒေါ်ထတကြီးရှိသူတိုးလာသည်ဆရာကြီးကျုပ်ကဖျားကိုဘာလို့အတူဟိုးရမှာလဲကျုပ်ကအလူဒါရကပဲခမည်းကအလူဒါရကဆိုပေမဲ့ခမည်းရဲ့စီးပွားရေးတွေပြက်ကဆိုင်နေတာငါသိတယ်ခမည်းကဖျားကိုခိုးပြီးအကျွေးဆက်ဖို့ကြိုးစားတာဒါပေမဲ့ခမည်းမခိုးခင်တနာရီအလိုမှတင်ဆရာတော်ပတန်တကေတုကဖျားအစ်စ်ကိုဖျောက်ထားလိုက်ပြီးအားလုံးကဆရာတော်ကိုလွှဲကြည့်ကြတယ်ဆရာတော်ကအေးဆေးစွာပဲမြင်ချသည်မန်နဲ့တကားကြီးတို့ငါเจ้าပေါ်မှာလောဘတွေဖုံးလွှမ်းနေတာငါသိတယ်ဦးနုဦးကိုနဲ့ဦးအေးထွန်းတို့ရဲ့အစီအစဉ်တွေကိုငါကြိုသိလို့ဖျားအစ်စ်ကိုเจ้าအောက်ကတင်တော်ခေါင်းထဲမှာငါကိုယ်တိုင်သွားဝဲထားတာဦးဆန်ချာကပြုံးလိုက်သည်ဒါကြောင့်ဦးအေးထွန်းညကခိုးသွားတာကဆရာတော်အစားထိုးထားတဲ့ကြေးစင်းသူပဲဖြစ်သွားတာပေါ့ရေဥပမောင်းဒီဥပဒေနဲ့အညီစေးဆရာဦးနုနဲ့ပွဲစားဦးကိုတို့ကိုလက်ထိတ်ခတ်လိုက်သည်အလူဒါရကဦးအေးထွန်းမှမူသူ့ရဲ့အမားကိုနောင်တရကဆရာတော်ထံတွင်ဝန်ချတောင်းပန်နေလေတော့သည်ဆရာကြီးဦးဆန်ရှာခမည်းကတော့တကယ်ကိုလူတွေရဲ့စိတ်ကိုဖန်နိုင်တဲ့သူပဲဟူပမောင်းကချီကျူးသည်မိုးစင်စင်လင်းသွားသည်ထိန်ပင်ရွာဦးကျောင်းတိုင်မှာဖျားလောင်နှိပ်ပန်စောအတန်ကကြီးလင်းစွာထပ်ပေါ်လာသည်ဖျားအစ်စ်တီမူလာရောက်ရှိသွားလိမ့်မည်ဦးဆန်ရှာသည်ကျောင်းလေကားမှဆင်းလာရင်ဇဲတံကိုတစ်ချက်ဖွားကရွရွလိုက်သည်
လောဘကြောင့်အမောင်ဖုံးတဲ့သူတွေဟာအစ်စ်ကိုရဖို့ကြိုးစားရင်းအတူနဲ့ပဲလမ်းဆုံးသွားကြရတာပဲဗမောင်စုံထောက်ဦးဆန်ရှာသည်သူရဲ့စပယ်လေးကိုစီးခါဝေးလံသောလမ်းမကြီးပေါ်သို့တင်းငင်စွာထွက်ခွာသွားလေတော့တည်း ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ထပ်ဦးဆန်ရှာရဲ့ဘယ်လိုထူးဆန်းထွေလာအမှုစစ်တမ်းတွေကိုနားဆင်ကျင်တယ်လဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးပါဦး။အားလုံးပဲဘေးပရာဝေးကွာပြီးလိုအင်ဆန္ဒတွေပြေဝကြပါစေဗျာ။